ယူကီပါရှင်ယူကီဒီနေ့ဇွဲခုံလေးရှိတော့မှာဖြစ်ပါတယ်ယူကီကိုအရင်ဦးဆုံးဇွဲခုံပေါ်မှာတင်ထားတဲ့ပစ္စည်းလေးတွေကိုအရင်ဆုံးရှင်းတော့မှာဖြစ်ပါတယ်ရှင်ဇွဲခုံပေါ်ကပစ္စည်းလေးတွေဖယ်ထားပြီးပြီဆိုတော့ယူကီကိုဇွဲခုံကိုတန့်ရှင်းရေးစားလုပ်ပါတော့မယ်ရှင်ခုံပေါ်မှာအညစ်အကြေးလေးတွေပေးနေတာဆိုတော့ယူကီတို့အဝတ်ဆုပ်ကလေးနဲ့ထုတ်လိုက်ပါမယ်ရှင်ဒါဆိုရင်တော့ယူကီစပွဲခုံကလေးတုပ်ပြီးသွားပါပြီရှင်အခုတော့ယူကီစပွဲခုံမှာပစ္စည်းလေးတွေစပြီးတော့တင်ပါတော့မယ်ရှင်အားလုံးပဲအဆုံးထိကြည့်ပေးကြပါရှင်ဒါလေးကတော့ယူကီကျောင်းတော်ကတုံးတဲ့ဖိုင်ကလေးပဲဖြစ်ပါရဲ့ရှင်ယူကီဖိုင်လေးကိုတော့ဒီမှာထားလိုက်ပါမယ်ရှင်ဒီအန်ဆွဲလေးကိုတော့ယူကီအယောင်စုံလေးနဲ့မကတ်ရသေးပါဘူးရှင်အန်ဆွဲလေးကိုယူကီဒီမှာထားလိုက်ပါမယ်ရှင်ဒါလေးကတော့နှခမ်းနေနဲ့တနခါဖြစ်ပါရဲ့ရှင်ယူကီဒီထဲမှာထည့်လိုက်ပါမယ်ဒါလေးကတော့ယူကီရဲ့နှစ်ချက်ကလေးပဲဖြစ်ပါရဲ့ရှင်ဒါကိုလည်းအန်ဆွဲလေးထဲမှာပဲထည့်ထားပါမယ်ရှင်ဒီဘက်အန်ဆွဲလေးထဲမှာကတော့ယူကီကပေါင်နာဘူးလေးနှစ်ဘူးထည့်လိုက်ပါမယ်ရှင်အရှိမကတော့ယူကီခေါင်းစည်းကွင်းလေးတွေကိုထည့်လိုက်မှာပါရှင်ဒါဆိုလို့ရှိရင်တော့ယူကီခေါင်းစည်းကွင်းအားလုံးထည့်ပြီးသွားပါပြီရှင်ဒါလေးကတော့ယူကီစားအုပ်ကလေးတွေထည့်ဖို့တော့ပါရှင်ဒါကိုလည်းအယောင်စုံမကရသေးပါဘူးရှင်ဒါဆိုရင်တော့ယူကီစားအုပ်ကလေးတွေစပြီးထည့်ပါပြီရှင်ဒါလေးတွေကတော့ယူကီရဲ့ Grace မီနီစာအုပ်ကလေးတွေပဲဖြစ်ပါတယ်ရှင်ဒီအန်ဆွဲလေးကိုတော့ယူကီဒီဘက်ထောင်လေးမှာထားလိုက်ပါမယ်ရှင်ဒါလေးတွေကတော့စကူရှီလို့ဖို့ကြည်ကြဲအိတ်လေးတွေပဲဖြစ်ပါတယ်ရှင်ဒါကိုတော့ယူကီဒီထဲမှာထည့်ထားလိုက်ပါမယ်ရှင်ဒါလေးတွေကတော့ဖဲကျိုးလေးတွေပါရှင်ခဲတဲ့လေးကိုလည်းယူကီဒီထဲမှာပဲထည့်ထားလိုက်ပါမယ်ရှင်ဒါလေးတွေကတော့စကူရှီအဟောင်းလေးတွေဖြစ်ပါတယ်ရှင်ဒါလေးလိုလည်းယူကီဒီထဲမှာပဲထည့်ထားလိုက်ပါမယ်ရှင်ယူကီဒီအန်ဆွဲလေးကိုတော့အပေါ်မှာတင်ထားလိုက်ပါမယ်ရှင်ဒါလေးတွေကတော့ယူကီမှာရှိနေတဲ့စတစ်ကာလေးတွေပါရှင်ဒါတွေကိုအားလုံးကိုဒီထဲမှာပဲထည့်ထားလိုက်ပါမယ်ရှင်ဒါလေးတွေကတော့ယူကီကိုယ်တိုင်လောက်လာတဲ့စတစ်ကာလေးတွေပါဒါလေးတွေကိုလည်းအဲ့ဒီထဲမှာပဲထည့်ထားပါမယ်ရှင်ယူကီဒီနှုတ်ဖို့အားလုံးကိုလည်းအဲ့ဒီထဲလေးမှာပဲထည့်ထားပါမယ်ရှင်အဲ့ဒီထဲမှာပဲယူကီကဘေဘီကျွေးနဲ့လာပူပူလေးကိုလည်းထည့်ထားလိုက်ပါမယ်ရှင်ဒါလေးကတော့တခြားတော့အသုံးဝင်တဲ့အဲ့ဒီလေးတစ်ခုပါအယောင်ဆုံးပူလေးကိုတော့ယူကီဒီမှာပဲထားလိုက်ပါမယ်ဒီအန်ဆွဲလေးကိုတော့ယူကီကဒီပေါ်မှာတင်ထားပါမယ်ဒီထဲမှာတော့ယူကီကီထိန်လေးတွေထည့်ပြီးတော့တင်ထားပါမယ်ရှင်ဒါဆိုရင်တော့ထည့်ပြီးသွားပါပြီရှင်ပြီးရင်တော့ယူကီဒီထဲမှာကတ်ကလေးတွေနဲ့တခြားပစ္စည်းလေးတွေကိုထည့်လိုက်ပါမယ်ရှင်ဒါလေးကတော့ယူကီတင်ထားတဲ့ကတ်ကလေးတွေပါရှင်ဒါလေးတွေကတော့မီနီနို့ဖို့အသေးလေးတွေပါရှင်ဒါလေးတွေကတော့ဂျုံကစားတဲ့အတန်လေးတွေပါရှင်စာကနာလေးနှစ်ခုကိုလည်းထည့်လိုက်ပါမယ်ဒါလေးတွေကတော့ဓာတ်လေးတွေပါရှင်ထည့်ပြီးရင်တော့ပိတ်လိုက်ပါမယ်ဒီခွက်လေးထဲမှာတော့တူလီမို့စာလေးတွေထည့်လိုက်ပါမယ်ရှင်ဒါလေးကတော့ယူကီကိုဟန်လောက်ထားတဲ့အယောက်ကလေးပါရှင်လှရလားရှင်ဒါလေးကတော့ယူကီရဲ့ပေရန်လေးလေးပါဒါလေးကတော့ယူကီတောင်းနေကြဆေးလေးပါရှင်ပဝမောအပူနေဒါကတော့ဖုံးပန်လေးပါယူကီကိုတိုင်းလောက်ထားတာပါရှင်နိုင်ယူလေးလည်းတင်ထားပါမယ်ရှင်ဒါတွေကတော့ယူကီကစားလေးရှိတယ်လက်စွပ်လေးတွေပါနောက်ဗီဒီယိုကြားလို့ရှင်တဲ့ဒီကြောင်လေးကိုကစားပြအားလုံးပဲဘိုင်ဘိုင်ပါရှင်ဒီနေ့ယူကီရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အားလုံးစုံထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်